အခုဒါရင်လို့တော့ my new တက်ရှိနေပြီဒီနေ့မှာတော့ my new ရဲ့ electronic chef label လေးရဲ့အကြောင်းပြောပြပေးမှာဖြစ်ပါတယ်ရှင်ဒီ electronic chef label လေးတွေက traditional စာရွက်အစားထိုးအသုံးပြုနိုင်တဲ့ digital e-paper label လေးဖြစ်ပါတယ်ရှင်ဒီ e-paper label လေးတွေကို retail ဆိုင်တွေမှာကိုယ့်ရဲ့ product ကိုအလွယ်တကူပြသနိုင်ပြီးတော့ဈေးနှုန်းအပြောင်းလဲတွေ product detail အပြောင်းလဲတွေကိုအချိန်မကုန်လူမပင်မတော့ဘဲနဲ့ cloud ကနေတဆင့်တခါတည်းအချိန်ကုန်သက်သာစွာပြောင်းလဲပြသနိုင်မှာဖြစ်ပါတယ်ရှင်ဒီnew ရဲ့ e-paper တွေအားဆိုရင် retail ဆိုင်တွေဖြစ်တဲ့ဖုန်းဆိုင်တွေ electronic ဆိုင်တွေ cosmetic ဆိုင်တွေမှာအသုံးပြုနေဆိုရင် update price နဲ့ management ကိုကျွန်တော်တို့အချိန်နဲ့အရင်ကြီးပြောင်းလဲနိုင်မှာဖြစ်တယ်ကျွန်တော်ပုံမှန်သုံးနေကြ manual price test တွေဆိုလို့ရှိရင် paper print ထုတ်ရတာမျိုးတွေပြီးတော့ replace လုပ်ရတာမျိုးတွေမလုပ်ရတော့ဘဲနဲ့ကိုယ့်ရဲ့ဝန်ထမ်းက customer service ကိုကောင်းကောင်းအာရုံစိုက်နိုင်မှာဖြစ်တယ်အဓိကအားဖြင့်ကတော့ဒီ paper print ထုတ်ရတဲ့အတွက်ဒီ cost saving ဖြစ်ပြီးတော့ efficiency ဖြစ်စေပါလိမ့်မယ်My new e-shop label လေးတွေကို retail ဆိုင်တွေအပြင် warehouse တွေ hacker center တွေနဲ့ office environment တွေမှာလည်းအသုံးချနိုင်ပါတယ်။ကဲဒါဆိုရင် My new မှာရှိတဲ့ model လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်။ဒီကောင်လေးကတော့ My new ရဲ့ M-58 ဖြစ်ပါတယ်။သူကတော့အဓိကဒီ product specification တွေ information တွေကိုများများဖော်ပြခြင်းနဲ့ထင်ထင်ပေါ်ပေါ်ဖြစ်ခြင်းနဲ့ဆိုရင်တော့ဒီကောင်လေးကိုရွေးချယ်နေတယ်။သူကအဓိကတော့ဖုန်းဆိုင်တွေ electronic ဆိုင်တွေမှာပို့ပြီးတင်တော့ပါတယ်ဒါကတော့ My new ရဲ့ DS116 model လေးပဲဖြစ်ပါတယ်ဒီကောင်လေးက screen size လေးကျဲတဲ့အတွက် category များများပြချင်တာပဲဖြစ်ဖြစ် promotion highlight တွေပြချင်တာပဲဖြစ်ဖြစ် headline တွေဖော်ပြချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုရွေးချယ်တင်ပါတယ်ဥပမာ shopping center လိုနေရာမျိုးတွေမှာဒီ My new ရဲ့ DS116 model လေးကိုရွေးချယ်အသုံးပြုတင်ပါတယ်ရှင်နောက်ထပ် series တစ်ခုကတော့ဒီကောင်ကတော့ S-Step series လေးဖြစ်တယ်သူ့ရဲ့ ratio က 2.1 inch နဲ့လာတာဖြစ်တဲ့အတွက်ဒီချင်းမင်းတို့အနေနဲ့ space အများကြီးလည်းမရှိဘူး product တွေကအများကြီးဖြစ်နေတဲ့နေရာမျိုးတွေမှာအထူးသင့်တော်တဲ့အားလေးဖြစ်တယ်အဓိကဆိုရင်တော့ကျွန်တော် cosmetic shop တွေနောက်တစ်ခုက convenience store တွေမှာဆိုရင်တော့အထူးသင့်တော်တဲ့အားလေးဖြစ်နေတယ်နောက်ထပ် series ကတော့ဒါလေးကတော့ RS075 ပေါ့သူကကြတော့colorful series ဖြစ်တယ်သူ့ရဲ့ ratio အနေနဲ့ 7.3 inch နဲ့လာတယ်သူကတော့ corporate တွေနောက်ကျွန်တော် hospital တွေ reception တွေမှာအဓိက information ပြတဲ့အချိန်တွေမှာအသုံးပြုရတာဖြစ်တယ်ဒါကတော့ My new ရဲ့ WS075 model လေးပဲဖြစ်ပါတယ်table top series ဖြစ်တဲ့အတွက် V-shape design နဲ့လာပြီးတော့ screen size အနေနဲ့လည်း 7.5 inch ရှိပါတယ် corporate office တွေ hospital တွေမှာလူကြီးမင်းတို့ပြသခြင်းတဲ့ information ကိုတစ်ချိန်တည်းမှာလည်းနှစ်မျိုးပြသနိုင်မှာဖြစ်ပါတယ်ရှင်ဥပမာ name label တွေ position label တွေနဲ့ meeting time တွေကိုအလွယ်တကူပြသနိုင်တဲ့ model လေးပဲဖြစ်ပါတယ်retail shop တွေအနေနဲ့လည်း My new ရဲ့ WS075 model လေးကိုservice counter လိုနေရာမျိုးတွေမှာလည်းအလွယ်တကူရွေးချယ်အသုံးပြုနိုင်ပါတယ်ရှင်။ကိုယ့်ရဲ့ business environment ကို smart လဲကြခြင်းနဲ့ premium လဲဆန်ခြင်းနဲ့အချိန်တူတိုနဲ့အလုပ်ပြီးမြောက်တာလဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ My new ရဲ့ electronic chef label လေးကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။